အားလုံးပဲမင်္ဂလာပါဆိုခိုက်ထဲရောနဲ့ပြန်လာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ်အကြောင်းအရာလေးကတော့ခုကြည့်နေတဲ့သူတွေနဲ့အခြေရေးကံကောင်းမလားခုကြည့်နေတဲ့သူရဲ့အခြေရေးကံကောင်းမလားလက်ရှိမှာချစ်သူရှိနေရှိမယ်မရှိရင်လည်းမရှိသေးဘူးဒါပေမဲ့ကိုယ့်ရဲ့အခြေရေးကကံကောင်းမလားဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ် general reading လေးဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းနဲ့ 100% energy ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်အဲဒီတော့ကိုယ်နဲ့ energy ကြိုက်တဲ့အချက်လေးတွေကိုယူပေးပါဟုတ်ပြီလက်ရှိခုကြည့်နေတဲ့သူရဲ့အခြေရေးကံကောင်းမလားလက်ရှိ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 ကြည့်နေတဲ့သူရဲ့အခြေရေးကံကောင်းမလားโอเคတခြားလေးအာရုံစိုက်ပြီးတော့ကြည့်ပြပါဘောเนาะအသက်ကိုဝဝလေးရှုပေးပါကိုယ့်ရဲ့အခြေရေးကံကောင်းမလားဆိုတာလေးကို generation လေးစတင်ပြီးတော့ဖတ်ပြမှာဖြစ်ပါတယ်โอเคလက်ရှိမှာတော့လေကိုယ့်ရဲ့အခြေရေးကအပြန်အလှန်တယောက်ကပြောရရင်တော့ balance မျှနေတယ်ပေါ့နော်သူ့ဘက်ကိုယ့်ဘက်အခြေရေးကအပေးယူမျှနေတဲ့အနေအထားမျိုးတွေ့တယ်နှစ်ဦးတစ်ဖက်စိတ်အေးချမ်းသာနေရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီလက်ရှိကိုယ့်ရဲ့ဒီအခြေရေးอ่ะဆိုရင်ဘယ်လိုချင်းပြီးမလဲဆိုတော့ဖူးစာရှင်ပေါ့ဒီဘာလို့ဖူးစာရှင်ပြောရလဲဆိုတော့တကယ်ကိုလေနှစ်ယောက်လုံးကလေစိတ်ချမ်းသာနေရတယ်ပြန်လန်အပေးယူမျှနေတယ်နှစ်ဖက်မိဘတွေကလည်းပဲကိုရီနှစ်ယောက်အခြေရေးကိုသဘောတူတဲ့အနေအထားမျိုးအခြေရေးရလေအဲ့ဒီတော့ဒီလိုမျိုးအခြေရေးကအစစအရာငွေကြေးပိုင်းဆိုင်ရာပြောမလားဒီအခြေရေးနဲ့ပတ်သက်ပြီးတော့ပြောမလားအနာဂတ်စီစဉ်နဲ့ပတ်သက်ပြီးတော့ပြောမလားနှစ်ဦးနှစ်ဖက်ကလေမျှတပြီးတော့အရန်ကိုစိတ်ချမ်းသာစရာကောင်းတဲ့အခြေရေးကိုလက်ရှိမှာပိုင်ဆိုင်ထားရတယ်ဒါပေမဲ့သူကတခြားလေးနည်းနည်းတော့ဂရုစိုက်ပြီးလို့လိုအပ်တယ်ဒီအခြေရေးနဲ့ပတ်သက်ပြီးတော့လက်ရှိအနေအထားလေးမှာအပြန်အလှန်နားလည်မှုလေးတွေနဲ့ရှေ့ဆက်သွားဖို့ပဲကိုကတတိပေးခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးခုလက်ရှိနှစ်ဦးနှစ်ဖက်ဖြစ်ပေါ်နေတဲ့အခြေအနေလေးကနေပြီးအနည်းငယ်လွဲချော်သွားခဲ့မယ်ဆိုရင်နားလည်မှုတွေလွဲသွားခဲ့မယ်ဆိုရင်ဒီအခြေကဒီအနာဂတ်မှာပေါ့နော်နည်းနည်းစိုးရင်စရာကောင်းတဲ့အခြေအနေမျိုးလေးတွေကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခါထပ်ဆက်ပေးမယ်ဟုတ်ပြီအနာဂတ်မှာဘယ်လိုမျိုးပုံစံမျိုးနဲ့စိုးရင်စရာတွေကောင်းတာလဲဟုတ်ပြီအခုကြည့်နေတဲ့သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အနာဂတ်မှာဘယ်လိုမျိုးလက်ရှိမှာကောင်းနေပေမဲ့အနာဂတ်မှာဘယ်လိုစိုးရင်စရာအခြေအနေတွေရှိနေရလဲအနာဂတ်မှာဘယ်လိုမျိုးတော့စိုးရင်စရာအခြေအနေတွေဖြစ်နေရလဲဘာတွေ view စိုက်ရမှာလဲဟုတ်ပြီဘာတွေ view စိုက်ရမှာလဲโอเคဟုတ်ပြီအနာဂတ်မှာလေလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေပေမဲ့အနာဂတ်မှာတစ်ခုလက်တို့အိမ်ထောင်ခွဲတို့နော်နောက်တစ်ခုကျတော့တစ်ဖက်ကကိုယ့်ရဲ့ချစ်သူကလေအခြားတယောက်နဲ့အခြားတယောက်တဲ့သူနဲ့ဥမာဘယ်လိုအဲ့လူကဘယ်လိုမျိုးလဲဆိုတော့9နှစ်6နှစ် relationship တွေခိုင်မာပြီးတော့မှကွဲပြီးတော့မှကိုယ့်ရှိကိုလာပတ်သက်တဲ့သူမျိုးအဲ့လိုလူမျိုးတွေကို view စိုက်ပေးဟုတ်ပြီနော်အဲ့လိုလူမျိုးတွေ view စိုက်ပေးလက်ရှိမှာအဆင်ပြေနေတယ်ဒါပေမဲ့အနာဂတ်မှာဘယ်လိုမျိုးချက်တွေကို view စိုက်ရမလဲဆိုတော့အိမ်တော်ခွဲတွေတစ်ခုလက်တွေsorry ပါဒီမဆိုးဖို့ပေါ့နော်အဲ့လိုမျိုးသူမျိုးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး view စိုက်ပေးအဲ့လိုလူမျိုးတွေနဲ့နည်းနည်းလေး view စိုက်ပေးအဲ့ဒါတွေကကိုရီးယားအခြေရေးနဲ့ပတ်သက်ပြီးတော့အဆုံးသက်မကောင်းအောင်သူတို့ကဝင်ရှုပ်နိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုလူမျိုးတွေလဲဆိုရင် sorry ပါဒီကအတန်တွေကတော့နည်းနည်းတော့စူနေတယ်တောင်းမှပါတယ်ပေါ့နော်ကျွန်တော်ပြန်ပြောပြမယ်လက်ရှိမှာအခြေရေးကအရန်ကိုအဆင်ပြေနေတယ်အရန်ကိုကောင်းနေတယ်ဒါပေမဲ့အနာဂတ်မှာဘယ်လိုဟာတွေကို view စိုက်ပေးရမလဲဆိုတော့ခုနပြောလိုမျိုးမုံဆိုးကိုတစ်ခုလက်တွေအိမ်ထောင်ခွဲတွေเนาะအခြား relationship တစ်ခုမှာနှစ်ပေါင်းများစွာလက်တွဲပြီးမှပြတ်သွားတဲ့လူတွေကကိုယ့်အခြေရေးကိုလာပြီးတော့ရှုပ်လာနိုင်တယ်အဲ့အချက်ကလေးတွေတော့နည်းနည်း view စိုက်ပေးပါကဲအားလုံးပဲအခြေရေးမှာကံကောင်းပါစေเนาะ